စင်မူနိုင်ငံရဲ့ဘာသာတိုက်ကဘာမှရှိတယ်လို့ပြောတယ်။ဒါဆိုကျွန်တော်အဲ့မေးဖို့ဒီမှာမေးကြအောင်မလေးရှားနိုင်ငံရဲ့ဘာသာတိုက်ဘာမှရှိနိုင်တယ်။ကဲရှာလေးမမေးရှာလေးကျောင်းဘာမှဆက်သူဘာမှရှိနိုင်တယ်မလေးရှားနိုင်ငံရဲ့ဘာသာတိုက်ရအဲ့ဒါတော့ကျုံဆုံးနေတာပေါ့နော်။ဖြစ်မဲ့ Central Bank ဖြစ်မဲ့သူရဲ့မိခံတက်တာနဲ့တက်မှာပဲဖြစ်အဲ့လိုမျိုးပေါ့တခုနေရာမှာလို့ဖြေမှာပဲဒါပေမဲ့စင်ကာလည်းလိုပဲဖြေတာပဲလေသူတို့တော့ insurance company မှာတော့အစိုးရရဲ့ဘာသာရေးမှာအဲ့လိုဖြေတယ်ဒါပေမဲ့ဆရာကြီးက no တဲ့မဟုတ်ပါဘူးတဲ့ cemetery ကဘယ်မှာ cemetery တော့ပါလေတင်ချိုင်းမှာလေစင်ကာနိုင်ငံရဲ့ဘာသာတိုက်ကြီးကတင်ချိုင်းမှာဒါဖျားเจ้าမှာပြောတာနော်ဘာကြောင့်လဲကြည့်တာတဲ့ဖယားသခင်အားတဲ့ကျွန်တော်ကိုလောကမှာကောင်းကြီးသူ့ရဲ့ပြင်ဆင်တဲ့အရာတွေပေါ့လူတူးစီတွေအများကြီးသက်ထားတယ်တဲ့ဒါပေမဲ့လူတယောက်ဟာတဲ့40ရာခိုင်နှုန်းပဲဖယားပေးတဲ့စုကျေးဇူးတွေကိုအသုံးပြုပြီးမှတည်သွားကြတဲ့အတွက်သူတို့မှာလူတယောက်တည်တိုင်းမြုပ်သွားတာဘယ်လောက်ပါလဲတရားမှာ60ရာခိုင်နှုန်းလေသူနဲ့သူပါသွားတယ်တကယ်တော့သူ့ဖျား100ရာခိုင်နှုန်းစုကျေးဇူးပေးထားတယ်အများဆုံး40ရာခိုင်နှုန်းပဲသူအသုံးပြုပြီး